တယ်လူခင်ဗျားဆရာပြောတယ်နောက်နေ့ကနေဥစားအပြေးလာကြကြောက်တဲ့ကြောင်းမှမရှိဘူးတဲ့ဘာလို့အမိုက်လဲနေတာလေဆရာအမိုက်လဲတော့တွေ့တာပေါ့ငါတော့ဟောလက်နေတယ်လို့မင်းကမေးနေဩမတွေ့လို့ပါဆရာရဲ့ဆရာလည်းငါတရားလုံးထိုင်ရအောင်မတွေ့ဘူးပေါ့လေဟမ်မတွေ့လို့ပေါ့ဆရာလည်းဒီတော့ချောချောမပြေဒီဦးစက်တက်ထိုင်ရအောင်မင်းကမတွေ့ဘူးပေါ့လေ sorry ပါဗျာဆရာအဲ့ဒါမတွေ့ဘူးမကောင်းပါလေဆိုရှင်ကြံရဖောက်တွေ့နော်မင်းကမပြောချင်လို့ကြည့်နေတာဟိုမလက်ထုတ်တယ်အပြင်မလက်ထုတ်တယ်ငါတော့လက်ထုတ် sorry ဗျာလောကောင်မလည်းမရှိကွာဦးတောင်းတောင်းနဲ့ဟမ်လောကောင်မရှိတော့လောကခဏမှာတော့ဘယ်လိုကောင်နေမအောင်မသိကျော်ပေါင်းပေါင်းတော့ခိုင်ကုန်ကူဘက်ကလိုင်းလည်းရောက်တယ်အဲဆိုမှာပဲဦးလဦးလန်းအဲဟောဘူးလားဦးလန်းတိုင်ရဲ့တိုင်လာကြည့်ဆိုးလိုက်မှာကွာတော့ကျော်ပေါင်းပေါင်းရောခတိကိုက်အိုးဆိုမှာပဲကြိတ်လိုက်ကွာတိုင်ရလေဗျာဆရာအေးမရှေ့ကလူလာနေဘယ်ကောင်လာတာဆရာဘယ်ကောင်လာတာလဲနဲ့တို့ဖြစ်လာလို့လားဆရာကလူလာတယ်ဆိုမသိဘူးလေလူလာတယ်ဆိုတာစားတော့လို့အဲ့ဒါတော့ပဲတို့ကြီးတကားဟာပါဘူးလားဩမသိပါဘူးဆရာရဲ့ကျွန်တော်တို့ရာကုန်မြို့မှာဆိုလို့ရှိရင်ဆွေဆိုင်တွေဓမြတိုက်ဓမြတိုက်ရောကျွန်တော်တို့ဆိုင်လေဓမြတိုက်မဲ့ကောင်များလာလို့ဆရာကလေအော်ဓမြလာတယ်အောင်မလို့ဒုံးနဲ့ဟမ်မင်းဒီဒုံးနဲ့လားဓမြမင်းဖေးမှာချပါဦးဩဆရာလည်းကျွန်တော်လည်းကြံမိကြံဆွဲမိရလာတာဗောဆရာလည်းအဲ့ဒါလားကြီးဟိုဘာအဲ့တော့ဘာသာတော့သွားပြီဩဟုတ်မမဘူးအိုးတော့ဓမြလာတယ်အောင်မလို့ဒုံးနဲ့လေတန်နာရိတ်တယ်ကြိတ်မှာပေါ့ကွာအခုဘာများသုံးဆောင်မလဲခင်ဗျာကိုတို့ဆိုင်မှာဝတ်သားရင်းလေးပါလေးရလာမလို့ကိုကဝက်သားစားလို့လားဒီလောက်တောင်းမဲ့ပါကြီးကိုကလေမဟုတ်ကွာတခြားအကြောင်းတွေမတွေးနဲ့ဗျာကျွန်တော်တော်တော်ဘိုက်ဆာလာကြည့်လေတော်တော်ဘိုက်ဆာလာဝတ်သားဟင်းနဲ့ထမင်းတပကံပေးဗျာဟုတ်ကဲ့ကိုရစီရမယ်ခင်ဗျာခဏလေးစောက်ကိုဟုတ်ကဲ့ပါကိုဘိုက်ဆာနေပြီဗျာမရသေးဘူးလားဟုတ်ကဲ့လာပြီကိုလာပြီဒီမှာပါအကူမာတဲ့ဝက်သားနဲ့နောက်နေတာတော့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲကို။ဟာအခုဟာလည်းဗျာအသားနည်းနည်းအယိုးကထွားနေပါ။အကူကလည်းဗျာကျွန်တော်တို့ဆိုင်မှာနာမည်ကြီးဝက်နာယိုပေါင်းတဲ့ကြုတ်ကြိုက်လို့စားရတာနော်။လာမာတဲ့ကစားမအများကြီးဒီနေ့အကူကြုတ်ကြိုက်လို့စားရတာကိုကလည်းဒီစွန်းကျွန်တော်စကားပုံအောင်ရှိတယ်ဗျာ။ဗါလဲလူမာမျိုးဝက်မာအယိုးတဲ့ကျက်မှာပဲကြားဥပါတယ်ဗျာ။ကျွန်တော်တို့ဆိုင်ရစကားပုံပြောင်းလာတာဗျာ။ကျွန်တော်လက်ဆေးကိုပေးဗျာ။လက်ဆေးရဲ့ဟုတ်ကဲ့လက်နဲ့စားကြည့်လို့ခဏဆောက်ပါကိုကြိတ်ပါဝါအခုစားကောင်းလားကိုကောင်းလားခင်ဗျာဟုတ်ကဲ့ဟောဒါနဲ့အခုကျွန်တော်တောက်ယူပါကလေးချက်ပါတောက်ရေဟုတ်ကဲ့ရေတောက်ချင်လို့ဟုတ်ကဲ့ခဏလေးစောက်ကိုမြန်မြန်လာဗျာဒီမှာလည်းမင်းနေပြီဟုတ်ကဲ့ဒုက္ခပါပဲဗျာခမရောက်ကျွန်တော်တောက်ရခတ်ခိုင်းတာဒီသုံးရခွဲကြီးနဲ့ခက်လာလို့ရလားဗျာဒါကျွန်တော်တို့တောက်နေကြခွဲကိုကျွန်တော်တို့ဆိုင်ရလူလေဒီခွဲနဲ့ပဲတောက်တာကိုကလည်းဟုတ်သေးပါဘူးဗျာခမကျွန်တော်နောက်နေတာတော့မဟုတ်ပါဘူးဗျာနော်ဘလို့နောက်ပါလေကိုရကိုကလေဒီမှာလေကျွန်တော်တောက်ရခတ်ခိုင်းပြီးတော့တောက်ရခွဲခတ်လာပြီးတော့ကျွန်တော်ကြည်ကြနေရဗျာဒီ customer ဟုတ်ကိုဘာလို့လဲအကိုပဲချင်းသားကြည့်ဗျာကျွန်တော်တောက်ရမှားတာကိုအကိုလူကဒီမှာသုံးရခွဲကြီးနဲ့ခတ်လာတယ်ကျွန်တော်ဘယ်လိုတောက်မလဲမဟုတ်လေကိုဟိုမှာတောက်ကောကဟိုမှာလေးကိုတောက်ရလေဒီမှာကိုကျွန်တော်ရှင်းပြမယ်အကိုနော်ဒီကျွန်တော်ဒီကသုံးရခွဲခတ်ခိုင်းတော့အကိုလူကဒီမှာကျွန်တော်တောက်ရခွဲနဲ့ခတ်လာပေးတယ်နော်ဒီမှာကျွန်တော်လည်းတောက်ရခွဲခတ်ခိုင်းတော့ဒီကသုံးရခွဲကြီးနဲ့တောက်ဖို့တဲ့ဆိုပြီးခတ်လာပေးတယ်ဗျာတိုင်းကျော်ဗျာဆရာသူပြောတာဟုတ်လားဟမ်သူကကျွန်တော်တောက်ရခွဲဆိုကျွန်တော်တောက်ရခွဲခတ်ပေးတာလေဆရာလေတောက်ရလိုချင်တော့မင်းကသုံးရခွဲနဲ့ခတ်တယ်လက်စင်းမဲ့ဆိုတော့တောက်ရခွဲနဲ့ခတ်ပေးတယ်အဲ့ဒါမင်းမားတာဗောခင်ဗျားပြောနေဆရာခင်ဗျားမားတာတဲ့ဟုတ်လေမင်းငါမားလို့ပြောရပါလိဆရာသူပြောနေတယ်သူမားတာတဲ့ဟေ့မင်းလူ
လိုနားမလဲကောင်မဲမင်းလူကနားမလဲဘူးလား ဟာဆရာအဲ့လိုမျိုးပြောလို့ဖြစ်ပါမလားဗျာ ကျငါမင်းကိုပြောနေတာ ခင်ဗျားကိုပြောနေတာကလည်းလူလိုနားမလဲဘူးလားတဲ့ ပြီးတော့တော်တော့မထွက်သွားတော့မထွက်သွားတော့ ခင်ဗျားပြောနေတယ်ထွက်သွားတော့တဲ့ ဟာတော်ပြီဗျာကျွန်တော်လည်းမစားချင်တော့ဘူးသွားတော့မယ် ဟာဆရာစိတ်ဆိုးသွားပြီထင်တယ်ကျွန်တော်ဘာပြောလိုက်ရမလဲ ပြီးတော့ဘာမှမပြောနဲ့တော့မင်းနောက်နေ့ဒီကိုလာစရာတော့တချောင်းမှမရှိတော့ဘူးကွာ ဟဲ့လူခင်ဗျားကိုဆရာပြောတယ်နောက်နေ့ကနေဥစားအပြေလာဆရာကြောက်တဲ့ကြောင်းမရှိဘူးတဲ့ သိလိုက်ပါတော့